ကဲ Star Mobile မှာကြိုးဆိုပါလေကျွန်တော်ဒီနေ့ဇာဂနာလုံးဝမိုက်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဇာဂနာပေါ်မှာလုံးဝ Pro ဆန်ဆန်လေးတွေတုံးကျင်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီဇိုင်းမိုက်လေးတွေတုံးကျင်နေတဲ့ဈေးဝယ်တွေအတွက်ကျွန်တော်ဇာဂနာလုံးဝအမိုက်စားလေးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ကျွန်တော်ရှိမှာဇာဂနာလုံးဝအမိုက်စားလေးတွေပစ္စည်းလေးတွေရောက်ထားရှိတယ်ဇာဂနာဆိုတာတော့ကျွန်တော်ဖုန်းပြင်တဲ့အချိန်မှာမရှိမဖြစ်ကိုလိုအပ်တဲ့ပစ္စည်းလေးတွေပြီးတော့နောက်တစ်ခုကစက်ပြင်စရာတွေအများဆုံးကြုံထားရှိတယ်ထိတ်တွေပယ်သွားတာတွေထိတ်တွေကျိုးနေတာတွေထိတ်တွေကောက်သွားတာတွေအဲ့လိုမျိုးလေးတွေဖြစ်တာတွေများတယ်ပေါ့နော်ဇာဂနာမှာအဲ့တော့ဇာဂနာကိုလုံးဝ quality ကောင်းကောင်းလေးသုံးကျင်နေတဲ့စက်ပြင်စရာတွေအတွက်ကျွန်တော်ဇာဂနာကောင်းကောင်းလေးနဲ့မိတ်ဆက်ပေးမယ်ကျွန်တော်ရှိမှာဒီလိုဇာဂနာဒီဇိုင်းလေးလုံးဝ pro ဆန်ဆန်လေးလှလှလေးပဲအယောင်ဆိုလို့ရှိရင်လည်းအစိမ်းရောင်လေးရှိမယ်ပြီးလို့ရှိရင်ဒီလိုမျိုးအပြာရောင်လေးနဲ့ဒီဇိုင်းကတော့မတူဘူးအစိမ်းနဲ့အပြာနဲ့ကအစိမ်းကတော့သူကဒီလိုမျိုးပုံစံလေးဒါလေးကျွန်တော်ချွတ်ပြပေးမယ်အစိမ်းကကျတော့ဒီလိုမျိုးလေးပေါ့နော်အပြာကျတော့လေသူ့ရဲ့ဒီဇိုင်းလေးနဲ့သူဒီလိုမျိုးအပြာကျတော့သူကဒီဘေးလေးမှာဆိုလို့ရှိရင်သူရဲ့အရစ်လေးတွေထည့်ထားပေးတယ်ဒီလိုမျိုးအရစ်လေးတွေထည့်ထားပေးတယ်ကျွန်တော်တို့တစ်ခါကျရင်ထင်းရှူးစီတွေပိုင်းနဲ့လက်ပေနေတဲ့အချိန်ကင်တာတော့ပေါ့ဆိုရင်ချောတာတွေပြူတာတွေမဖြစ်ဘူးနောက်တစ်ခုကတက်ထုတာတော်တော်လေးကောင်းတယ်ဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့တက်ထုတာဘယ်လိုကောင်းလဲဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့ဒီထိတ်လေးတွေဆိုရင်ကျွန်တော် service ရတော်တော်များများအဲ့လိုခုနကျွန်တော်ပြောလို့ကောက်သွားတာတို့ကျိုးသွားတာတို့အဲ့လိုမျိုးလေးတွေဖြစ်တယ်ပေါ့ဗျာဒီကောင်လေးတွေကျွန်တော်အဲ့လိုမျိုးမရှိဘူးတော်တော်လေးသုံးရတာအဆင်ပြေတယ်ပေါ့နော်ဟိုရိုးဇာကနာသုံးနေဆိုလို့ရှိရင်ထားပါခဏနဲ့ကောက်သွားတော့ဖြစ်တယ်ဆိုဒီကောင်ဆိုရင်တော့အဲ့လိုနည်းနည်းကြကြလေးပို့ပြီးတော့သုံးရတယ်မဖြစ်ဘူးဖူးရဲလားဆိုရင်တော့မဟုတ်ဘူးသူ့မှာလည်းကောက်တော့ကောက်တယ်ဒါပေမဲ့ဟိုရိုးတွေတက်ကဆိုင်လို့ရှိရင်သုံးရတာပို့ပြီးတော့အဆင်ပြေတယ်ဒီကောင်လေးတွေဈေးလေးတွေဆိုလို့ရှိရင်လည်းဈေးတော့များမယ်ဒီကောင်လေးတွေကဈေးနှုန်းဆိုလို့ရှိရင်လည်း2000ကျော်လောက်ရှိမယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုင်မှာပစ္စည်းလေးတွေဝယ်ယူလို့ရတယ်အချွန်နေမဟုတ်ဘူးကျောင်းမှာဒီလိုမျိုးအကောက်လေးလည်းပစ္စည်းရှိတယ်ဒါကတော့ထိတ်အကောက်လေးနဲ့ပေါ့အကောက်ဆိုပေမဲ့လည်းသူကတချို့ကျော်ဒီလိုမျိုးတအားကြီးကွေးဝါရှည်လေဒါအကောက်နေအဲ့လိုမျိုးမလိုချင်ဘူးနည်းနည်းလေးပဲကောက်တဲ့ဈေးဝယ်အတွက်ဒီလိုနည်းနည်းလေးကောက်တာလေးတွေပစ္စည်းလေးရောက်ထားရှိတယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျောင်းဆိုင်မှာဝယ်လို့ရတယ်ကျောင်းဆိုင်ဖုန်းနံပါတ်ကတော့09016054ခွန်ဆိုင်ကတော့ပြုံးနေမှာပါလိုအပ်တယ်ဆိုလို့ရှိရင် Viber နဲ့ဆက်သွယ်ပြီးမှာယူလို့ရပါတယ်ဆိုင်လာပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်